အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် web 30 bin လာပြောပြမယ်ဒီ bin ဘယ်လိုမိုင်းလဲဘယ်လိုကောင်းလဲ2024เนาะဒီ bin ဟုတ်ကဲ့ပါဗျာသူရဲ့မီးရ LED ဖြစ်ပါတယ်အရန်ကိုလင်းတာဘယ်ညာအနောက်ဝဲ LED ဖြစ်ပါတယ်အဲ့တော့လည်း brake မီအနောက်လည်းကောင်းနေတယ်ဆက်လို့ဆိုရင်လည်းတစ်ချက်နဲ့ပဲပါပြပြီးသွားမယ်အတန်လေးနားထောင်တော့အဲ့ဒါဆက်အရန်ကောင်းတယ်ပြီးတော့သူရဲ့ bin ကြီးတာ80 90 19ကာဘာတွေလည်းတိုင်ရလေးမရှိပါဘူးပြီးကြတော့လည်းအိမ်စောတန်ကြီးလည်းမရှိပါဘူး short bar swing arm ဖြစ်ပါတယ်ဝယ်ရင်ကပ်ပြထည့်ပေးတယ်ကြည့်ဘုံတွင်းရတာ9 liter ဖြစ်ပါတယ်သူရဲ့ U brown ကခွန် liter ကြီးပါတယ်ဆိုင်ကယ်ထိုင်ကုန်ဒီတော့ဒီဖွင့်လို့ရပါတယ်အောက်ပိုင်းမှာကြီးလိုက်ရင်လည်းလှနေတယ်ဗျာဒါပေမဲ့လည်းတန်ကြီးတော့နည်းနည်းပပတော့ရှိပါတယ်တန်ကြီးတွေလည်းမရှိသေးပါဘူးဗျာပကံဗျာ brake o အရှိဘင်းက display ဖြစ်ပါတယ်တော့ဘာ telescopic ဖြစ်ပါတယ်ကီလို3035ပါဗျာဒါသူရဲ့ဆက်နံပါတ်ပါဗျာတဲ့လာလို့ကြည့်ရမယ်တဲ့ပါတယ်ဒီနားနံပါတ်နဲ့စာအုပ်နံပါတ်နဲ့စစ်ကြည့်လိုက်ရင်ပါတဲ့ပါတယ်